ခေတ်ကာလအခြေအနေကမြန်မာငွေ340နဲ့50ကြားပဲသုံးမယ်ကလပ်ဘိန်းကြီးလည်းစီးကျင်တယ်နောက်ပြီးတော့ဘိန်းကလည်းအမျိုးအစားကောင်း brand ကောင်းဖြစ်ရမယ်အင်ဂျင်ဖွင့်လက်အတိုက်ခိုက်တွေလည်းအာမခံပေးရမယ်နောက်ပြီးတော့လိုက်သေးဘိန်းလည်းဖြစ်ရမယ်ဆိုတော့စိုင်ငယ်ကမှလိုက်ရှာနေတဲ့ညီကိုမိတ်ဆွေတို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သွားတင်ပါတယ်ဟုတ်ကဲ့ပါအထက်ကကျွန်တော်ပြောခဲ့တဲ့အချက်တွေနဲ့ကန့်ညီတဲ့ဆိုင်ငယ်ကတော့ကျွန်တော်ကိုမျိုးဝင်းမက်ဒလီရှိုးရုံးမှာရောက်ရှိထားတဲ့ Honda CBR 150ဆိုင်ငယ်လေးပဲဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်ဒီဆိုင်ငယ်လေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ဒီဆိုင်ငယ်ရဲ့ model ကတော့ model 2019ဖြစ်ပါတယ် model 2019ဖြစ်သွားတဲ့အတွက်ရှေ့နောက်ဝေးနှစ်ဖက်မှာရွှေရောင်နဲ့ဖြစ်သွားပါမယ်ဖောက်တရားစာ CEO စိတ်ကင်းတဲ့ဆိုင်ငယ်တစ်စီးပဲဖြစ်ပါမယ်Honda CBR 150R ရဲ့ engine power ကတော့ 150cc ရှိမှာပဲဖြစ်ပါတယ်ဒီဆိုင်ကယ်ဒီမှာဆိုရင်ရေတိုင် A-base နဲ့ပါဝင်မယ် gear 6ချက် electric step EFI stick တွေထည့်သွင်းပေးထားအောင်မှာပဲဖြစ်ပါတယ်ကျွန်တော်ရှေ့မှာရှိတဲ့ဆိုင်ကယ်လေးကိုတာယာပိုင်းမှာကြည့်ပဲဆိုရင်ရှေ့တာယာကလုံးဝပြောစရာမလိုအောင်ကျန်ရှည်အောင်မှာပဲဖြစ်ပါတယ်နောက်တာယာကိုတစ်ချက်ချိုးပြနောက်တာယာကလည်းယူရီးယားတာယာ IRC အမှတ်တစိမ့်နဲ့တာယာလိုင်းအပြည့်ကျန်ရှည်အောင်မဲ့ဆိုင်ကယ်ပဲဖြစ်ပါတယ်chain pocket တွေကစဘာညာညာပြတ်ထည့်စရာမလိုတဲ့ဆိုင်ငယ်တစ်စီးလေးဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီဆိုင်ငယ်ကိုကာဘာပိုင်းမှာကြည့်မယ်ဆိုရင်ကာဘာတွေကစအနာစာအကွဲအပြဲမပါဝင်သေးတာကိုတွေ့ရပါတယ်စကဲဘိန်းဖြစ်တဲ့အတွက်အပေါ်အဆင့်အနှဲငယ်တော့ပါဝင်ပါတယ်စတိုင်ကြီးရဲ့အစတန်ကြီးလိုက်တာဘာညာမျိုးမရှိပါဘူးအင်ဂျင်ပိုင်း connection တွေတော်တော်လေးတန့်မဲ့လှမဲ့ဆိုင်ငယ်တစ်စီးပဲဖြစ်ပါတယ်လက်ရှိဒီဆိုင်ငယ်မှာဆိုရင် original key ပါ original key 1ပါဝင်မယ်လက်ရှိတိုင်ကုန်းမှာပါတဲ့ကီလိုကတော့ကီလို18000ကျော်လေးပဲပါဝင်မှာဖြစ်ပါတယ်ကီလိုတွေကိုအလျှော်ထားတိုးထားခြင်းမရှိအောင်ကျွန်တော်တို့ဘက်က 100% အာမခံပါတယ်ဒီဆိုင်ငယ်ရဲ့စီတိုင်ငယ်ဝင်ဆက်မှုကတော့10လီတာကျော်ထိဝင်ဆက်တယ်လို့ပြောထားပါတယ်နောက်ပြီးတော့ပစ္စည်းစုံလင်နဲ့ရရှိမှာပဲဖြစ်ပါတယ် signal တွေနောက်ဘဲပြီးတွေကလကိုင်း brake guide တွေအစ original အမှန်ကန်နဲ့ရရှိပါမယ်ရှေ့ခေါင်းမှာဆိုရင်တော့ကျွန်တော်ဘတ်မှန်ကလေခွဲဘတ်မှန်လေးထည့်ပေးထားပါတယ်လူငယ်တွေစာအကြားမှာခုနောက်ပိုင်းတော်တော်လေးခစ်စားလာတဲ့လေခွင်းဘတ်မှန်လေးကိုထည့်သွင်းပေးထားပါပဲဖြစ်ပါတယ်နောက်ပြီးတော့ဒီဆိုင်ကလိုင်စင်ဘိန်းပဲဖြစ်ပါတယ်လိုင်စင်ကတော့ ARE လိုင်စင်နဲ့တက်တန်းအသစ်နဲ့ရရှိမဲ့ဆိုင်ငယ်တစ်စီးပဲဖြစ်ပါတယ်ဘိန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘက်ကနေ agent ဖွင့်လက်ဘိန်းအတိုက်ခိုက်လိုင်စင်စောက်အရှုပ်အရှက်ပြဲလွတ်တဲ့စားပေး agent 1ရေစိမ့်နေရာစာစစ်ဆေးပြီးသားဖြစ်တာမို့မိတ်ဆွေတို့ယုံကြည်စိတ်ချစွာနဲ့ဝယ်ယူအားပေးလို့ရရှိမှာပဲဖြစ်ပါတယ်ဒီဆိုင်ငယ်လေးကိုရောက်ချပေးမဲ့ဈေးနှုန်းကိုတော့ကျွန်တော်တို့ရဲ့ Community Showroom ရဲ့ဖုန်းနံပါတ်တွေဖြစ်တဲ့966-1500နဲ့ခွန်လေးလုံး400တို့ကို Viber ကနေဖြစ်ဖြစ်ဖုန်းကွန်တက်ကနေဖြစ်ဖြစ်ဆက်သွယ်မေးမြန်းလို့ရပါတယ်မြန်မာငွေ340ပေါ်50ဂျားမှာလိုက်ချနေတဲ့ညီကိုမိတ်ဆွေတို့ကျွန်တော်တို့ရဲ့ဆိုင်မှာရောက်ရှိထားတဲ့ Honda CBR 150R လေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်အားလုံးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ